စုခချို trip back 2ပါဒီဘလော့မှာတော့စုခချိုမျိုးကိုရောက်ရင်သွားတဲ့နေရာလေးကိုကျွန်တော်ခေါ်သွားပေးပါမယ်ကိုရီးယားလိုင်းအမြဲပူဆန်ကျေကျူးမင်းသွားလည်မယ်အစားအခုလိုမျိုးစုခချိုဆိုတဲ့မျိုးလေးကိုလည်းသွားလည်ဖို့ကောင်းပါတယ် full livery ဆိုရင်တော့စုခချိုရောက်ရင်ဒီဈေးကိုမသွားမဖြစ်သွားတင်ပါတယ်ဈေးတွေကိုစဝင်လိုက်တာနဲ့ seafood လက်ဆက်တဲ့အိမ်နှံ့ရတာတွေနဲ့ပြည့်နေပြီးတော့တခါလေကြာရင်လည်းအခုလိုအသက်ကြီးရွယ်ဦးဈေးတွေကိုတွေ့ရတတ်ပါတယ်ဒီ data ဆဆဖြစ်တဲ့ကင်းမွန်အစာတုပ်ကိုကြက်ဥနဲ့ကြော်ရတဲ့ဟာလေးပါအဲ့ဒါကတော့ဒီမျိုးရဲ့စပြီးတော့တီထွင်တဲ့အစားအသောက်တစ်ခုပါစုခချိုရောက်ရင်စားကိုစားတဲ့အစားအသောက်တစ်ခုထဲမှာပါပါတယ်ပင်လယ်ကမ်းခြေမျိုးလေးဖြစ်တာကြောင့် data ထွက်ကနန်းနေရလဲအရသာရှိအောင်သာမကစီလေးအရန်သက်သာပါတယ်နောက်တစ်ခုကတော့နာမည်အကြီးဆုံးစုခချိုရဲ့ကြက်သားကြော်ပါဒီကြက်သားကတော့စုခချိုလာရင်အများဆုံးဝယ်သွားကြတဲ့ကြက်သားကြော်တစ်ခုပါအခုဒုတိယနေရာကတော့ Ababi Village လို့ခေါ်တဲ့နေရာကိုခေါ်သွားပေးမှာဖြစ်ပါတယ် Ababi Village ကို1950ခုနှစ်ကတောင်နဲ့မြောက်စစ်ပွဲကာလအတွင်းမြောက်ကိုရီးယားကဘက်ကနေပြီးတော့စစ်ပြေးဒုက္ခသည်တွေစတင်ပြီးတော့နေထိုင်ခဲ့တဲ့နေရာလေးပါစစ်ပွဲကာလအတွင်းမြောက်ကိုရီးယားကနေပြီးတော့ဒီတောင်ကိုရီးယားဘက်လူမနေသေးတဲ့စိတ်ကမ်းလေးမှာလာပြီးတော့စိတ်ကမ်းကပ်ပြီးတော့အခြေချနေထိုင်ခဲ့ကြတာပါသူတို့ရဲ့စိတ်ထဲမှာတော့ဒီနေရာလေးကိုရွေးလိုက်တဲ့အကြောင်းရင်းကတော့စစ်ပြီးသွားရင်တော့သူတို့ရဲ့မွေးရမြေကိုပြန်မယ်ဆိုပြီးတော့ခဏတာလာရည်ရွယ်ချက်နဲ့နေထိုင်ခဲ့တာပါနောက်ဆုံးမှာတော့စစ်ကြီးပြီးတော့လေဒီမှာပဲနေဝင်ချိန်တွေကိုကုံဆုံးတဲ့အထိစောင့်စမ်းပြီးတော့နေထိုင်ခဲ့ကြပါတယ်အဘာကြီးဆိုတဲ့စကားလုံးဟာမြောက်ကိုရီးယားဟန်ယောင်းဒေသစကားအရအဖေကြီးဆိုတဲ့အဓိပ္ပာယ်ရပါတယ်ပထမအဆုံးဒီဒုက္ခသည်စခန်းရွာလေးကိုတီထောင်ခဲ့တဲ့ထက်လူကြီးတွေကိုစီနီယာတွေကိုလေးစားသမှုပြုပြီးတော့ဒီရွာလေးကိုအဘာကြီးရွာလေးလို့ဆိုပြီးတော့အမည်တွင်ခဲ့တာပါအစာပိုင်းမှာတော့ဘဝတွေကခက်ခဲကြမ်းတမ်းခဲ့ပြီးတော့ဒီမှာနေထိုင်ခဲ့တဲ့လူတွေကကိုယ့်ရဲ့ယဉ်ကျေးမှုအစားအစာနဲ့ရိုးရာဓလေ့တွေကိုထိန်းသိမ်းပြီးတော့ခိုင်ခိုင်မာမာနဲ့လူမှုအတိုင်းအဝန်တစ်ခုကိုသူတို့တည်ဆောက်ခဲ့ကြပါတယ်ခုနကကျွန်တော်ပြောခဲ့တဲ့ပြည်ချင်းငါအစာသွတ်ဆိုတာကမြောက်ကိုရီးယားအစားအစာဖြစ်ပြီးတော့စစ်ပြေးဒုက္ခသည်တွေကနေပြီးစတင်ချက်တောက်စားတောက်ရနေမှာတောင်ကိုရီးယားမှာလူသိများလာတဲ့အစားအစာတစ်ခုဖြစ်ပါတယ်ဒီနေရာလေးကိုလမ်းလျှောက်ကြည့်ရင်တောင်နဲ့မြောက်စစ်ပွဲကြောင့်ပြည်သူတွေဘလောက်ဒုက္ခရောက်ခဲ့အကြောင်းခံစားမိပါတယ်ဒီနေရာလေးကကိုရီးယားလူမျိုးတွေရဲ့နှက်ဆိုင်တဲ့သမိုင်းကြောင်းဖော်ပြနေတဲ့နေရာလေးလည်းဖြစ်ပါတယ်အခုကတော့ဧည့်သည်တွေဒီရွာလေးကိုလေးလာလို့ရအောင်ဘလောက်ပြောင်းလဲနေပြီလဲဆိုတော့ကျွန်တော်ပြချင်လို့ခေါ်လာတာပါကိုရီးယားဆိုရနေပြီးတော့ဒီရွာလေးနဲ့ဒီရွာလေးသမိုင်းကြောင်းမပြောက်ပြတ်သွားအောင်ဒီလိုနေရာနေမှာပကြီးလေးတွေပြီးတော့ဒီလိုကြပြလေးတွေကိုရေးပြီးတော့ဒီအခုခေတ်လူငယ်တွေလေးလာလို့ရအောင်ဆက်ပြီးတော့ထားရှိပေးတာပါတယ်နောက်ဆုံးဒီမှာရေးရတာဆိုရင်တော့သူတို့ရဲ့မွေးရမြေရဲ့အမှတ်တရရဲ့ပြီးသွားရင်တော့သတိရနေတယ်ဆိုတဲ့ဟာလေးသူတို့ရှိထားတာပါဒါကတော့အခုစုခချိုမျိုးရဲ့လက်ရှိအခြေအနေပါဟိုးရင်ခေတ်တည်းကနေပြီးတော့ဒုက္ခတဲ့စခန်းကနေပြီးတော့ဒီစုခချိုမျိုးလေးကိုဝင်မယ်ဆိုရင်တော့ဆက်ကလေးတေးတလေးစီးပြီးတော့ကူးလာရပါတယ်အခုကျွန်တော်နဲ့ကျွန်တော်ဧည့်သည်တွေကအဲ့ဆက်ကလေးကိုသွားစီးပါပါထူးခြားတာဒီဆက်ကလေးရပါတော့အင်ဂျင်လည်းမတက်ထားပဲနဲ့ဟိုဘက်နဲ့ဒီဘက်နဲ့ကြိုးတန်းလာတာကိုဇက်ပေါ်မှာလိုက်စီးတဲ့လူတွေကဆွဲပြီးတော့သွားရတာပါအခုမြင်နေရတဲ့ရေတွေကဂျိုးလေးကဟိုဘက်နဲ့ဒီဘက်နဲ့ချိတ်ထားတဲ့ဂျိုးလေးပါအခုဆိုရင်တော့ကျွန်တော်တို့ဇက်ပေါ်တက်ဖို့စောင့်နေပါတယ်ဒီမှာချစ်ဖို့ကောင်းတဲ့ရိုးရာအကျင့်တစ်ခုကတော့ဒီဇက်လေးစင်ရင်ပေါ့နော်အကုန်လုံးကိုထုကိုထအဲ့ဂျိုးလေးဝိုင်းဆွဲပြီးတော့လိုက်စီးကြပါတယ်အဲ့လိုနဲ့ဟိုဘက်ကန်းလဲကလဲကတ်တော့ကျွန်တော်တို့ဒီဇက်ကလေးရဲ့ဘယ်နှခုနှစ်ကဘာတွေဘလို့ပြောင်းလဲခဲ့လဲဆိုတော့ပုံလေးတွေနဲ့သူတို့ပြတာပါတယ်1960 1980 1900နဲ့98ပြီးတော့2019ကနေပြီးတော့အခုချိန်ထိပေါ့နော်တို့ထပ်ပြောင်းလဲထားတဲ့ဟာတွေသူတို့ပုံလေးတွေနဲ့မှတ်တမ်းတင်ထားပါတယ်ဒီဘက်မှာလဲသူတို့ဟိုအရင်တုန်းကနေပြီးစစ်ပွဲကာလနေထိုင်ခဲ့တဲ့လူတွေရဲ့ပုံရိပ်လေးတွေမြင်ဟန့်အောင်ဆိုပြီးအဲ့လိုမျိုးလေးတွေပြထားပါတယ်အခုလိုလေးလေးလာပြီးတော့ကျွန်တော်တို့နောက်ဆုံးမှာတော့ဒီစုခချိုရဲ့ပင်လယ်ကမ်းခြေလေးမှာကျွန်တော်တို့ဝင်ချိန်ကိုစောင့်ဆိုင်ပြီးတော့ဒီ trip လေးကိုကျွန်တော်တို့အဆုံးသတ်ခဲ့ပါတယ်အားလုံးလည်းကျွန်တော်ရဲ့ blog ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါကိုရီးယားကိုလာလဲခြင်းသူတွေအတွက်ကျွန်တော်ရှိမှာ group tour နဲ့ private tour ဆိုပြီးနှစ်ခုရှိပါတယ် group tour ကကြတော့အခုကျွန်တော်2026တကြံခရီးစဉ်အတွက်ကိုစီစဉ်ထားတာဖြစ်ပြီးတော့ဒီဧည့်သည်တွေအဆင်ပြေစေရင်ကျွန်တော်မြန်မာပြည်ဘက်မှာ tour for fun travel နဲ့ကိုရီးယားဘက်မှာဆိုရင်ကျွန်တော် elite travel tour ဆိုပြီးတော့ကျွန်တော်ကုမ္ပဏီနှစ်ခုထောင်ထားပါတယ် Tour for Fun Travel and Tour ကကြတော့ Visa တို့ Air Ticket Hotel Booking Travel Insurance တွေလုပ်ဆောင်ပြီးတော့ Elite Travel and Tour ကိုရီးယားဘက်ကကြတော့ကျွန်တော်ဧည့်သည်ရောက်ရင် Airport Pickup City Tour အစရှိတဲ့ Tour Operating တွေကိုလုပ်ဆောင်ပေးပါတယ်ကိုရီးယားဘက်ကို Group Tour နဲ့ပဲဖြစ်ဖြစ် Private Tour နဲ့ပဲဖြစ်ဖြစ်လာခြင်းတော့ကျွန်တော်အချိန်မီစုံစမ်းလို့ရပါတယ်